ရုပ်ရှင်အစမှာတော့ Smoke နဲ့ Stark လို့အမည်ရတဲ့အမွှာညီကိုနှစ်ယောက်ဟာ Mississippi ပြည်နယ် Clarksville မှာရှိတဲ့သူတို့ရဲ့ဇာတိမြို့ကိုပြန်လာခဲ့ကြပါတယ်။သူတို့ရဲ့ဆိုးဝါးခဲ့တဲ့အတိတ်တုန်းကလူမိုက်တွေစီကနေခိုးယူလာခဲ့တဲ့ငွေတွေကိုသုံးပြီးဒေသခံလူမဲလူထုလာရောက်အပန်းဖြေဖို့တခြင်းနာထောင်ဖို့နဲ့အချိန်ဖြုံးဖို့အတွက်တစ်ဆက်တစ်ခုကိုဝယ်ယူခဲ့ကြပါတယ်။သူတို့မှာ Sammy လို့ခေါ်တဲ့ဝမ်းကွဲညီကိုတစ်ယောက်ရှိပြီးသူကတော့ပါရမီရှိတဲ့အဆိုတော်ဂီတပညာရှင်တစ်ယောက်ဖြစ်ကာသူတို့နဲ့ပူးပေါင်းဖို့ဆုံးဖြတ်ခဲ့ပါတယ်။အမွှာနှစ်ယောက်ဖြစ်တဲ့ Smoke နဲ့ Stark ဟာ Delta Slim လို့ခေါ်တဲ့ပီယာနိုတီးခတ်သူတစ်ယောက်နဲ့ Caroline လို့ခေါ်တဲ့အဆိုတော်တစ်ယောက်ကိုလည်းငှားရမ်းခဲ့ပါတယ်။ Smoke မှာတော့ Annie လို့ခေါ်တဲ့လမ်းခွဲထားတဲ့ဇနီးသည်တစ်ယောက်ရှိပြီးသူတို့နှစ်ယောက်ဟာအတိတ်မှာကလေးတစ်ယောက်ဆုံးရှုံးခဲ့ဘူးပါတယ်။ဒါပေမဲ့သူတို့က Annie ကိုစဖိုးမှုအဖြစ်ငှားရမ်းခဲ့ကြပါတယ်။ဆိုင်ကူတွေအနေနဲ့ကတော့ Grace နဲ့သူမရဲ့ခင်မွန်း Bocha တို့ကိုကုန်ပစ္စည်းပံ့ပိုးသူတွေအဖြစ်ငှားရမ်းခဲ့ပြီး Condrell လို့ခေါ်တဲ့လူတစ်ယောက်ကိုတော့လုံခြုံရေးအဖြစ်ငှားရမ်းခဲ့ပါတယ်။ Smoke ရဲ့လမ်းခွဲထားတဲ့ဇနီးသည် Annie ဟာလှုပ်ဝက်ဆန်းကျဲတဲ့နံလောကအယူအဆတွေကိုယုံကြည်သူဖြစ်ပြီးမကောင်းဆိုးဝါးဝိညာဉ်တွေကိုမလာအောင်တားဆီးနိုင်မဲ့နည်းလမ်းအလုံးကိုတည်ထားသူဖြစ်ပါတယ်။ဒီအတောအတွင်းမှာပဲအခြားညီကိုတစ်ယောက်ဖြစ်တဲ့ Stark ဟာသူ့ရဲ့ရည်စားဟောင်း Mary နဲ့မတော်တဆဆုံတွေ့ခဲ့ပါတယ်။ Mary ကတော့ Stark တုန်းကသူမကိုထားပစ်ခဲ့ပြီးထွက်သွားခဲ့တဲ့အတွက်အခုထိစိတ်ဆိုးဒေါသထွက်နေတုန်းပဲဖြစ်ပါတယ်။ဒါပေမဲ့ Stark ကတော့သူအဲ့ဒီတုန်းကလှုပ်ဆောင်နေခဲ့တဲ့အရာတွေရန်ကနေ Mary ကိုကာကွယ်ပေးခြင်းလို့သာထားခဲ့ရတာပါလို့ပြောခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲ Eric လို့ခေါ်တဲ့လူတစ်ယောက်ဟာ Charles ထားသွေးဆုပ်ဖုတ်ကောင်အမဲလိုက်သမားတွေရန်ကနေထွက်ပြေးနေတာကိုတွေ့ရပါတယ်။ Remake ဟာဇနီးမောင်နှံနှစ်ဦးရဲ့အိမ်ကိုအပြင်းထန်ဒဏ်ရာရရှိထားတဲ့အခြေအနေနဲ့ရောက်ရှိလာပြီးအထဲကိုပေးဝင်ဖို့တောင်းပန်ခဲ့ပါတယ်။အဲ့ဒီဇနီးမောင်နှံကအထဲပေးဝင်ဖို့အနှဲငယ်ဝေခွဲမရဖြစ်နေခဲ့ပေမဲ့နောက်ဆုံးမှာတော့အထဲကိုပေးဝင်ခဲ့ကြပါတယ်။ဒါပေမဲ့ Remake ဟာဗမ်ပိုင်ယာတစ်ကောင်ဖြစ်နေတာကိုသိလိုက်ရပြီးအဲ့ဒီဇနီးမောင်နှံကိုပါဗမ်ပိုင်ယာအဖြစ်ပြောင်းလဲပစ်ခဲ့ပါတယ်။ Smoke နဲ့ Stark တို့ရဲ့ဆိုင်အသစ်ဖွင့်လှစ်တဲ့ပထမဆုံးညမှာပဲသူတို့ရဲ့ဝမ်းကွဲ Sammy ဟာ blues တခြင်းတွေနဲ့ဖျော်ဖြေခဲ့ပြီးအားလုံးကသဘောကျခဲ့ကြပါတယ်။အဲ့ဒီမှာအရန်လှပတဲ့အခန်းတစ်ခန်းပါဝင်ပြီး Sammy ရဲ့ဂီတဟာစိတ်ဝိညာဉ်ကိုလွှမ်းမိုးနိုင်လို့တဲ့အတွက်အတိတ်နဲ့အနာဂတ်ကဝိညာဉ်တွေဟာကွဲပြားခြားနားတဲ့ဂီတအမျိုးအစားတွေအလိုက်အတူတူကပြဖျော်ဖြေနေကြတာကိုမြင်တွေ့ရပါတယ်။အဲ့ဒီနောက် Vampire Remake နဲ့အဲ့ဒီဇနီးမောင်နှံဟာဆိုင်တကားဝကိုရောက်လာပြီးသူတို့လည်းအားလုံးနဲ့အတူတချင်းဆိုကခုန်ခြင်းလို့ပါဆိုပြီးအထဲကိုပေးဝင်ဖို့တောင်းပန်ခဲ့ကြပါတယ်။ဒါပေမဲ့အမွှာနှစ်ယောက်နဲ့အခြားလူတွေအားလုံးကတန်တရားဝင်ပြီးမဝင်ခိုင်းပဲညှင်းဆန်ခဲ့ပါတယ်။ဒီရုပ်ရှင်ထဲမှာတော့ Vampire တွေဟာဖိတ်ခေါ်ခွင့်မရရှိပဲအထဲကိုမဝင်ရောက်နိုင်ကြပါဘူး။ဒါပေမဲ့ Mori ကတော့ဆိုင်ဆက်လက်ပတ်နိုင်ဖို့အတွက်ဝင်ငွေတကယ်လိုအပ်နေတယ်လို့ Stark ကိုပြောခဲ့ပါတယ်။ဒါကြောင့်သူမဟာအပြင်ထွက်ပြီးဗမ်ပိုင်ယာတွေနဲ့စကားပြောဖို့ကြိုးစားခဲ့ပေမဲ့ဗမ်ပိုင်ယာတွေကသူမကိုပါဗမ်ပိုင်ယာအဖြစ်ပြောင်းလဲပစ်လိုက်ကြပါတယ်။အဲ့ဒီနောက်မြည်သူကမြMori ပိုင်ယာဖြစ်သွားတာကိုမသိရှိကြပဲ Mary ဟာအထဲကိုပြန်လဲဖိတ်ခေါ်ခြင်းခံခဲ့ရပါတယ်။သူမဟာ Stark နဲ့အတူလူကြီးကိစ္စတွေလုပ်ဖို့အခန်းထဲကိုအတူဝင်သွားခဲ့ပြီးကိုပါဗမ်ပိုင်ယာတကောင်ဖြစ်ပြောင်းလဲပစ်ခဲ့ပါတယ်။ Smoke အခန်းထဲကိုလမ်းလျှောက်ဝင်လာတဲ့အချိန်မှာ Mary ဟာလူသားတစ်ယောက်မဟုတ်တော့တာကိုရိပ်မိသွားပြီးသူမကိုတနက်နဲ့လှမ်းပစ်ခဲ့ပါတယ်။ဒါပေမဲ့ Mary ကတော့ဒဏ်ရာတွေချက်ချင်းပြန်ကောင်းသွားပြီးတကားကနေထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။ဒီအတောအတွင်းမှာပဲလုံခြုံရေး Condrell ဟာအိမ်သာသွားကျင်တာကြောင့်တစ်ပင်တွေရှိတဲ့ဘက်ကိုလမ်းလျှောက်သွားခဲ့ပြီး Remake ကသူ့ကိုတိုက်ခိုက်ကဗမ်ပိုင်ယာအဖြစ်ပြောင်းလဲပစ်ခဲ့ပါတယ်။ Smoke ကဆိုင်ကိုစောစောပိတ်ဖို့ဆုံးဖြတ်ခဲ့ပြီးဧည့်သည်အများစုပြန်သွားခဲ့ကြပါတယ်။ဒါပေမဲ့အပြင်ဘက်မှာဘော်ဟာဗမ်ပိုင်ယာအဖြစ်ပြောင်းလဲခြင်းခံလိုက်ရပြီးသူ့ရဲ့ဇနီးGregကတော့အထဲမှာကြန့်ရှိနေခဲ့ပါတယ်။အဲ့ဒီနောက်ဗမ်ပိုင်ယာဖြစ်သွားတဲ့ Stark ဟာပထမဆုံးအကြိမ်အဖြစ်စတင်တိုက်ခိုက်ဖို့ကြိုးစားခဲ့ပေမဲ့ Annie ကသူ့ကို Pickled Garlic Juice နဲ့ပြန်လည်တွန်းလှန်ခဲ့ပါတယ်။ Annie ကဆိုင်ထဲမှာရှိတဲ့လူအလုံးကိုဗမ်ပိုင်ယာတွေကိုအဆုံးစီရင်နိုင်မဲ့နီးလန်းတွေအပြင်ဖိတ်ခေါ်ခြင်းမရှိဘဲသူတို့အထဲကိုမဝင်နိုင်တဲ့အချက်တွေကိုရှင်းပြပြီးပညာပေးခဲ့ပါတယ်။ပြင်ပမှာရှိနေတဲ့ Remake ကတော့ပါရမီရှင်ဂီတပညာရှင် Sammy ကိုသူတို့စီလွှဲပြောင်းပေးမယ်ဆိုရင်အားလုံးကိုထားခဲ့ပြီးထွက်သွားပေးမယ်လို့ပြောခဲ့ပါတယ်။ Remake ဟာ Sammy ရဲ့ဂီတစွမ်းရည်ကိုလိုချင်နေတာဖြစ်ပြီးအဲ့ဒီဂီတကသူ့ရဲ့ဆုံးရှုံးသွားခဲ့တဲ့လူထုရဲ့ဝိညာဉ်တွေကိုဆင့်ခေါ်နိုင်စွမ်းရှိလို့ဖြစ်ပါတယ်။ Remake ကဆက်လက်ပြီး Smoke နဲ့ Stark တို့ဝယ်ယူခဲ့တဲ့ဒီဆိုင်ရဲ့မူလပိုင်ရှင်ဟာ Club ရဲ့ခေါင်းဆောင်ဖြစ်ပြီးမိုးလင်းရင်ဒီနေရာကိုလာရောက်တိုက်ခိုက်ဖို့စီစဉ်ထားကြောင်းပြောပြခဲ့ပါတယ်။ဒါအပြင်ဗမ်ပိုင်ယာတကောင်ဖြစ်လာရင်အခုဖြစ်ပျက်နေတဲ့လူမှုရေးပြဿနာတွေအားလုံးကနေလွတ်မြောက်နိုင်မှာဖြစ်ကြောင်းကိုလည်းပြောဆိုခဲ့ပါတယ်။အတွင်းထဲမှာရှိတဲ့အသက်ရှင်ကျန်ရစ်သူတွေကတော့ဗမ်ပိုင်ယာတွေကိုအထဲပေးဝင်ဖို့ညှင်းဆန်နေတော့မှဖြစ်ပါတယ်။ဒါပေမဲ့ Remake က Grace ကိုအထဲပေးမဝင်ရင်အိမ်မှာရှိတဲ့သူမရဲ့သမီးကိုတွားရောက်တိုက်ခိုက်မယ်လို့ချိန်ချောက်ခဲ့တဲ့အတွက် Grace ကအပြင်မှာရှိတဲ့အခြားလူတွေအားလုံးကိုကာကွယ်နိုင်ဖို့အတွက်မိမိကိုယ်ကိုစနစ်တကျစတင်ရပူဇော်တဲ့အနေနဲ့ဗမ်ပိုင်ယာတွေကိုအထဲဝင်ဖို့
တရားဝင်ဖိတ်ခေါ်လိုက်ပါတော့တယ်အခုသူတို့ရဲ့ရည်မှန်းချက်ကတော့အခြားလူတွေကိုကာကွယ်ဖို့အတွက်ဗန်ပိုင်ယာတွေကိုပြန်လည်တိုက်ခိုက်ဖို့ဖြစ်ပေမဲ့အဲ့ဒီလိုတိုက်ခိုက်ရင်းနဲ့ပဲ Annie Grace Bull Delta Sling နဲ့အခြားလူအများပြားအသက်ဆုံးရှုံးခဲ့ကြရပါတယ်အဲ့ဒီနောက် Marie ကိုပြန်တွေ့ရပြီးသူမဟာဗန်ပိုင်ယာတစ်ကောင်ဖြစ်နေပေမဲ့ Annie နဲ့အခြားလူတွေတေဆုံးသွားတဲ့အတွက်အလွန်မင်းဝမ်းနဲ့ပူဆွေးကထွက်ပြေးသွားခဲ့ပါတယ် Smoke ဟာသူ့ရဲ့ညီ Stark နဲ့ပြန်လည်တိုက်ခိုက်ခဲ့ပြီး Smoke ကပဲအနိုင်ရရှိသွားခဲ့ပုံရပါတယ် Sammy ကတော့အနီးနားကမြစ်တစ်ခုထဲမှာ Remake ကိုပြန်လည်တိုက်ခိုက်ခဲ့ပြီး Sammy ကသူ့ရဲ့ငွေရောင်ဂစ်တာနဲ့ Remake ရဲ့ခေါင်းကိုရိုက်ခွဲခဲ့ပါတယ်ဒါပေမဲ့ Remake က Sammy ကိုပြန်လည်တိုက်ခိုက်ဖို့ကြိုးစားချိန်မှာပဲ Smoke က Sammy ကိုလာရောက်ကယ်တင်ခဲ့ပြီးတစ်သားချောင်းနဲ့ထိုးက Remake ကိုအဆုံးစီရင်ပေးခဲ့ပါတယ်အဲ့ဒီနောက်နေမင်းကြီးစတင်ထွက်ပြလာတာကိုတွေ့ရပြီးဒဏ်ရာတွေနဲ့ဖြည်းဖြည်းချင်းတေဆုံးနေတဲ့ Remake အပါအဝင်အခြားပန်ပိုင်ရအားလုံးဟာနေရောင်ခြည်တံကြောင့်ဖြည်းဖြည်းချင်းပျက်စီးကွယ်ပျောက်သွားခဲ့ကြပါတယ် Smoke က Sammy ကိုဘေးကင်းအောင်အိမ်ပြန်ဖို့အမိန့်ပေးခဲ့ပါတယ်အဲ့ဒီနောက် Smoke ဟာဒီနေရာရဲ့မူလပိုင်ရှင်ဖြစ်တဲ့ Hawkwood နဲ့သူ့ရဲ့လူတွေစီကိုလမ်းလျှောက်သွားခဲ့ပါတယ်သူတို့ဟာ Smoke နဲ့သူ့ရဲ့လူထုကိုတပ်ဖြတ်ဖို့ကြိုးစားနေကြတာဖြစ်ပါတယ် Smoke ဟာ Hawkwood နဲ့သူ့ရဲ့လူတွေကိုအောင်မြင်စွာနှိမ်နင်းနိုင်ခဲ့ပေမဲ့အဲ့ဒီတိုက်ပွဲအတွင်းမှာပဲသူကိုယ်တိုင်လည်းအပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်သူဒဏ်ရာတွေနဲ့မတေဆုံးခင်မှာပဲအတိတ်ကဆုံးရှုံးခဲ့ရတဲ့ဇနီးတွေ Annie နဲ့တမီဖြစ်သူတို့ရဲ့ပုံရိပ်ကိုစိတ်ကူးရောက်မြင်မှတ်ခဲ့ပြီးအဲ့ဒီနောက်မှာပဲ Smoke တယောက်တေဆုံးသွားခဲ့ပါတယ်ဇက်သိမ်းပိုင်းမှာတော့ Sammy ဟာသူ့ရဲ့ဘာသာရေးနောက်ခံမိသားစုကမြို့မှာပဲနေခဲ့ဖို့ဖိအားပေးနေတဲ့ကြားကနေ Chicago Chicago မြို့ကိုထွက်ပြေးသွားခဲ့ပြီး Blues ဂီတပညာရှင်တယောက်အနေနဲ့သူ့ရဲ့အိမ်မက်ကိုဆက်လက်အကောင့်ထဲပေါ်ခဲ့တာကိုတွေ့မြင်ရပါတယ်ဇလန်ကတော့ဒီမှာတင်ပြီးဆုံးသွားပါတယ်တင်းရဲ့ထင်မြင်ချက်တွေကိုမှတ်ချက်မှာမျှဝေပေးခဲ့ပါဦး channel ကိုလည်း like နဲ့ subscribe လုပ်ထားပေးကြပါဦးနော်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါစို့